ရှင်မဖြစ်တော့တယ်။တန်တရားဆိုတာနောက်ဘဝတော့ရှိကောင်းရှိမယ်။မြတ်တာစစ်ပွေးနှွေးလေးသမျှလွေအသေးပူတော့မရှင်မဖြစ်တော့တယ်။အညူကြီးမလေးကွေအမျိုးသားများတွေ့ရဲ့တကိုယ်ကြီးဖျားရှိမှလက်ဆုံးမူကဆူတောင်းလိုပါလေချစ်ကန်ကြမှာမညီမြလို့ဒီဘဝတော့မပေါင်းရပြီမေနောင်စီဘဝဆူတောင်းလေးတွေပြေဖို့ကြံ၍